မြန်မာပြည်ကြီးကိုစိုက်ပျိုးရေးနိုင်ငံကြီးလို့ကမ္ဘာအလယ်မှာတင့်တယ်ပြီးတော့ထဲဝါပြီးတော့မော်ကြွားနိုင်လောက်အောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတစ်ခုဖြစ်အောင်တည်ဆောက်ခဲ့တာအနော်ရထားခဲ့ကအခုအဲ့ဒီလိုဆယ်မြောင်းကန်ကြောင်းတွေဘုံဘုံတို့ရွာအနောက်ဘက်မှာဖောင်းကတာတမန်ဆိုပြီးစောက်တယ်9နှစ်မကြာသေးဘူးကော့ပါဟိုမှာမေဒီလာကန်ကြီးဆယ်ထားတာအခုချိန်ထိသုံးလို့ရတယ်ဗျာဒလင်းကူသွားတဲ့နေရာမှာဘုံဘုံတို့ဆယ်ကြီးတွေရှိကင်တာရေလောင်တမန်ကြီးကင်တာကြီးဆယ်ကြီးအဲ့ဒါအနော်ရထားတည်ဆောက်ခဲ့တဲ့ဆယ်ကြီးနှစ်ပေါင်း900ကျော်ပြီအခုထိသုံးလို့ရနေတယ်ကဲဒါကြောင့်ဘုံဘုံကတချို့ကဘယင်တွေဘလောက်ကောင်းလို့ဘယင်တွေဘလောက်ဘုံဘုံကပြောတော့ဘယင်တွေဘလောက်ကောင်းလို့တော့ဆိုတော့မင်းတို့ဘယင်တွေကောင်းတဲ့ခေတ်ကိုမှီခဲ့လို့လားဘုံဘုံတို့ကသမိုင်းကိုပြန်ကြည့်လိုက်တဲ့ကအဲ့ဒီခေတ်ကဘယင်တွေရှော့မတွက်နဲ့လူတွေရဲ့ capacity အတွက်ဘာတွေတည်ဆောက်ပေးလဲပညာရေးကိုတည်ဆောက်ပေး character based ပညာရေးကိုအခြေခံတည်ဆောက်ပေးတယ်တိုင်းပြည်ကို infrastructure တည်ဆောက်တဲ့ကစိုက်ပျိုးရေးနိုင်ငံဘာဖြစ်လို့စိုက်ပျိုးရေးနိုင်ငံတည်ဆောက်တာလဲပုံမှန်တော်ကြီးအခြေခံမြန်မာပြည်အလဲပိုင်းရောမြန်မာပြည်အောက်ပိုင်းတွေရောဒီအေယာဝတီမြစ်ကြီးတွေရှိထားတာမြန်မာပြည်အတွက်အလုံးတန်းကံကောင်းတဲ့နိုင်ငံကြီးအေယာဝတီရှိတဲ့ချင်းတွင်းရှိတဲ့တန်လွင်ရှိတဲ့စစ်တောင်းရှိတဲ့မြန်မာပြည်အတွက်စားတရားဖူလုံတဲ့တောက်တရားရေဖူလုံတဲ့ဒီတဘာဝပေးထားတဲ့ဟာကြီးတွေအဲ့ဒီဟာကြီးတွေကိုဘယင်တွေကမြင်တယ်အဲ့ဒီဟာတွေကိုမမြင်အောင်ဖုံးကွယ်ထားတဲ့သူတွေရှိအကြီးကြီးတွေနဲ့နတ်ဝင်တွေကမြစ်တွေချောင်းတွေကိုမပိတ်နဲ့အဲ့ဓာတွေကနဂါးတွေမြစ်တွေချောင်းတွေဆိုနဂါးတွေလို့နဂါးတွေကိုခေါင်းမဖြတ်ကောင်းဘူးဒီဆယ်မြောင်းတာတမန်တွေမပိတ်ကောင်းမှုဆိုအဲ့ဒါကိုအနော်ရလက်မခံဘူးဆယ်မြောင်းတာတမန်တွေစောက်တင်ရင်စောက်မှာပေါ့သဘာဝပတ်ဝန်းကျင်မထိတ်ခိုက်တဲ့နည်းနဲ့စောက်မယ်300ဒီ3သီးစားလို့ရအောင်လုပ်အနော်ရထားရဲ့အတွေးခေါ်ဟာတိုင်းပြည်တိစောက်တဲ့နေရာမှာတကယ်အရေးပါတယ်ဘုံစာအုပ်တို့ညွှန်းမှာသမိုင်းကပြောသောပကံပကံပြောသောသမိုင်းဆိုတဲ့စာအုပ်တစ်ခုရှိပါတယ်ဒေါက်တာသက်လွန်ရေးတာအနော်ရထားတိုင်းပြည်ကိုဘလို့တီထောင်ခဲ့တာလဲဆိုတာမြင်သိချင်တာဘယင်နေရဲ့စွမ်းရည်သူ့ရဲ့ leadership skillထားတော့အဲ့ဒါအင်္ဂလိပ်ကပထမမြန်မာနိုင်ငံတော်လို့ပြောတယ်သူဗကံကို character based education ဖြစ်အောင်တည်ဆောက်ပြီးတော့ knowledge based ပါမရမယ်ဆိုတဲ့အခါကျတော့ဘာလို့လဲဆိုတော့ပရိယတ္တိပညာရေးကိုသင်ပေးတယ်ဒါကြောင့်ဗကံခေတ်ကလောကီအတွက်အထောက်ပံ့ပေးနိုင်တဲ့ပညာရေးကောင်းကောင်းပေးနိုင်ခဲ့တယ်လောကုတ္တရာပညာရေးအတွက်လည်းအခြေချနိုင်ခဲ့တယ်အဲ့ဒီကနေပြီးတော့ဘုန်းတို့အင်းဝခေတ်ရောက်လာတဲ့အခါမြန်မာသားပြည်ပါဖွံ့ဖြိုးလာတယ်နောက်တော့အင်းဝပင်ရဇကိုင်းကုန်းပေါင်ခေတ်ရောက်လာပြီကုန်းပေါင်ခေတ်ကိုတီထောင်တယ်ဘယ်သူတော့အလောင်းမင်းတရားကြီးမို့လားနာမည်ကဥအောင်စေရအသက်29မှာဘယင်ဖြစ်လာနော်29မှာဘယင်ဖြစ်တယ်တိုင်းပြည်ကို10နှစ်အတွင်းမှာပဲဥဆောင်နိုင်ခဲ့တယ်အမေများကိုဘုံဘုံစာအုပ်တို့ညွှန်ပါမယ်အမေအဖေတွေအတွက်ဖတ်စရာတာဟုတ်အလောင်းမင်းတရားကြီးဥအောင်စေရဆိုတဲ့တာဟုတ်ဖတ်ပါဇကိုင်းဥဖို့သိရေးပါတယ်အဲ့ဒါကိုပဲနောက်တစ်ယောက်ရေးတာရှိတယ်ဆရာကြီးတက္ကသိုလ်စိန်တင်ကအလောင်းမင်းတရားကြီးဆိုတဲ့ခေါင်းစဉ်နဲ့ရေးတာ